အဆူတဲ့သောအလ္လာဟ်အရှင်မြတ်နှင့်ဘဝ၏ရည်ရွယ်ချက်လေးလံသောကြောက်အောင်ကြီးများကိုတတန်သေးတစ်ခုကိုတစ်ခုမိထားသည်ဟုထို့နောက်မှာကြောက်တုံးတိုင်းသည်လောင်ရှိကြောက်တုံးအိုအနာခါကဲတလမိထားသည်ကြောက်တုံးသည်လေအခြားတစ်ခုကိုထပ်မံမိထားမည်ဆိုလျင်ကြောက်တုံးများအားလုံးပြိုလဲသွားပါလိမ့်မည်လောင်းတို့အားလုံးမပြိုလဲပဲတိရှိနေစေတဲ့အတွက်အဆုံးတွင်မိသည့်အရာကိုများမေးမပြိုလဲသွားပါလိမ့်မည်ထင်းထားနိုင်လောက်အောင်စွမ်းအားကြီးမားပြီးအခြားမိသည့်အရာကိုများမေးမမိခို့ပဲလောင်းဤနှလို့အလျောက်ရတိနေသောအရာတစ်ခုဖြစ်ကြပါမည်စကဝါနာအတွင်ရှိအရာအားလုံးသည်ထိုးကြောက်တုံးများနှင့်တူညီနေပါသည်ကြောက်တုံးတတုံးစီမပြိုလဲပဲယက်တီနိုင်ရဲ့အတွက်အခြားအရာများစွာကိုလိုအပ်ပါသည့်စင်ဒီလီရဲ့နဲ့အစာပေါ့မိခိုနေရသည်အစာသည်မြေကြီးမိုးရေနဲ့နေအောင်ရောင်ခြင်းဖို့မိခိုနေရသည်နေသည်ရူပနီယာမှာစဘောတရဲနဲ့မိခိုနေရသည်ပခြားအရာများစွာအဖို့မိခိုနေသည်ကိုတွေ့ရပါမယ်အိပံပညာသည်ဤကျုပ်စစ်မှုများကိုကောင်းစွာရှင်းပြထားပါသည်အရာတစ်ခုသည်အခြားအရာတစ်ခုအဖို့မိတို့မိခိုနေကြောင်းပြောပြသည်ဤကြောက်တုံတန်းကြီးတစ်ခုလုံးသည်အစားတတဲကအဘဲကြောင့်မပြိုလဲပဲတည်ရှိနေတဲ့နဲ့ဆိုဒီကိုမူအိပံပညာကမရှင်းပြနိုင်ပါအရာအလုံးကိုမပြိုလဲအောင်ထိန်းထားနိုင်လောက်အောင်မိသည့်အရာကစလန်အာကီမတနေဟူသောမေခွန်းကိုဖြည့်ချပေးခြင်းမရှိပါထိုအချက်ကိုနားလေရန်တခုနှင့်တခုမိခိုနေသောတန်တရာဤလွန်မြောက်ရာကိုကနုပ်လို့ကြည့်ရှုရပါမည်ဘုရားအလုံးကိုထိန်းထားတော်လေ၎င်းကိုတိုင်ကမိသည်ကိုမြမမိခိုမိသည်ကိုမြအာမကိုသောအရှင်တပါရှိရပါမည်အရာခတနင်းကိုထိန်းထားတော်မူပြီးအခြားမိသည်အရာကမိသည်ကိုမြအာမကိုသောထိုအရှင်သည်ကျွန်ုပ်တို့ခေါ်ဆိုသောအနန္တတန်ခုရှင်ဘုရားသခင်အလအရှင်မြတ်ပင်ဖြစ်ပါသည်ဘဝဤရည်ရွယ်ချက်ထို့ကြွိုင်အနန္တတန်ခုရှင်ဘုရားသခင်သည်ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိအရာအလုံးကိုဖန်ဆင်းခဲ့သည်ကျွန်ုပ်တို့ပတ်ဝန်းကျင်ကိုကြည့်မိဆိုလျင်အရာအလုံး၌ရှင်းလင်းသောရည်ရွယ်ချက်တစ်ခုရှိနေသည်ကိုမြင်တွေ့ရမည်ဖြစ်သည်နေမင်းသည်တပါမြေကိုနှွေးတွေးစေပြီးရေများကိုမိုးတဲ့များအဖြစ်သို့ပြောင်းလဲကအိုးဆောင်ပေးသည်လေကတေများကိုရွေ့လျားစေသည်တေများမှရွာသောမိုးရေသည်အပင်များကိုကြည်တွားစေသည်အပင်များနှင့်ကိရစာများသည်လူသားများအတွက်အစာကိုပေးစွမ်းသည်စကြဝဠာထဲတွင်မိသည့်အရာများကပန်းတဘောသို့မဟုတ်ရည်ရွယ်ချက်မဲ့ဖြစ်နေသည်မရှိပါတက်မဲ့အရာများနေပင်ရည်ရွယ်ချက်ရှိနေလျင်ယတိကြသောမေခွန်းတစ်ခုပေါ်လာပါသည်အနန္တတန်ခိုးရှင်ဖယားသခင်သည်အမြင့်မားဆုံးသောဉာဏ်ရည်ဉာဏ်သွေးနှင့်အတိတရားရှိသောလူသားများကိုအဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်းဤမေခွန်းကိုဖြေကြရန်ဘုရားသခင်သည်၎င်းခါရဲ့တည်င်းစကားကိုလူသားမျိုးနွယ်ထံပို့ဆောင်ပေးရန်တမန်တော်များကိုစေလွတ်ခဲ့သည်တမန်တော်အာဒမ်နူအီဘရာဟင်မူဆာဒါဝုဒ်အီဆာနှင့်ယာယာတိုမာတီတမန်တော်မြတ်မိုဟမ်မတ်အင်ဂရင်းချန်မူတက်ရောက်ပါစီအထီတမန်တော်အားလုံးသည်ရှင်းလင်းသောတည်င်းကိုတခုတေကိုသာဣဆောင်လာတဲ့ကြသည်ယင်းမှာဘုရားသခင်သည်လူသားများကို၎င်းအရှင်အားအိုကွယ်စေကတ်ယန်နှင့်နာခံယန်နာခံမှုကိုစန်တတ်သည်စင်ဆက်မပြတ်သောစန်တတ်မှုတစ်ခုဖြစ်သည်ကျွန်ုပ်တို့၏အပြုအမူစကားအသွေးနှင့်ရည်ရွယ်ချက်တိုင်းကိုကောင်းကင်တမန်များမလိုက်ကာကမတမ်တင်ထားကြသည်သေဆုံးခြင်းသည်စန်တတ်မှုပြီးဆုံးပြီးရလတ်များဖော်ထုတ်မိအချိန်ဖြစ်သည်အနန္တတန်ခိုးရှင်ဘုရားသခင်အားယုံကြည်တတ်ဝင်ပြီးကောင်းမှုကိုတော်များပြုလုပ်ခဲ့သူများသည်ယန္နတွင်ထာဝရအောင်မြင်ခုကိုရရှိကြမည်ဖြစ်သည်အနန္တတန်ခိုးရှင်ဘုရားသခင်အားညင်ပယ်ပြီးစေရင်ကိုဤသူများသည်ငရဲမီတွင်ထာဝရဣတန်ခချင်းကိုခံရမည်ဖြစ်သည်အမန်တရားကိုကျွန်ုပ်တို့မိတို့သိရှိနိုင်သည်
တမန်တော်များရောက်ရှိလာခဲ့ကောင်းကျွန်ုပ်တို့မိတို့တည်နိုင်တဲ့၎င်းတို့သည်ဘုရားသခင်ထံမှလက်ခံရရှိခဲ့သောမင်းမြတ်သည့်ကျမ်းစာအုပ်များကိုချန်ထားရခဲ့သည်သို့သောနှစ်ကာလကြာမြင့်လာသည်နှင့်အမျှမင်းမြတ်သည့်ဖြစ်ပေါ်တည်ညာမရသောဤတာတို့ဖြစ်ပေါ်တည်နှင့်ခါချက်တာတခုတဲတာနှစ်ပေါင်း40စာကိုကြော်တီတဲ့အထိယနေ့တိုင်ပြည့်စုံစွာထိန်သိမ်းထားခြင်းခံရပါသည်သို့သောကမ်ညတ်ကုရ်အာန်ဘီအနန္တတန်ခိုရှင်ဖျားတခင်ထန်မစစ်မန်တော်ကမ်ချက်ကြောင့်ကျွန်ုပ်တို့မီတိုဤနိုင်တနေဖျားတခင်ဖြစ်ရန်အတွက်မရှိမဖြစ်လိုအပ်တော်ကွန်တော်များကိုစင်စာကြည့်ကြပါစို့ထိုအရှင်တီအစာနှင့်အစိုးမရှိသောအရှင်ဖြစ်ကြပါမည်အကယ်၍ထိုအရှင်တီစတင်ဖြစ်ပေါ်ခဲ့သည်ဆိုလျန်၎င်းဖြစ်ပေါ်လာရင်တဆုံတခုအပေါ်မိခိုးကရမရစစ်ကြမိတီအရာကိုမြတ်မမိခိုးတော့အရှင်မဖြစ်နိုင်တော့ပေပြတ်တွန်းဖြစ်သွားမီဆိုလျန်ထိုအရှင်တီအရာခတ်တေမ်ကမိခိုးအားထားရတော့အရှင်မဖြစ်နိုင်တော့ပေအဘေကြောင့်ဆိုတော့၎င်းဤပြတ်တွန်းဖြူအခြားအရာအလုံးဤပြတ်တွန်းဖြူကိုဖြစ်ပေါ်စေမီလက္ခဏာဖြစ်တော်ကြောင့်ဖယားတခင်၌အစာနှင့်အစိုးမရှိပေထိုအရှင်တီတဆူတေဖြစ်ကြပါမည်အကယ်၍ဖန်စင်ဟပ်ပါရီကြောင့်တပါဤစန်တာတီအခြားတပါဤစွမ်းအားကိုကန်တတ်လိုက်မီဖြစ်ပြီးအကန်အတတ်ချီတိုအရာတီဖယားတခင်မဖြစ်နိုင်တာဖန်စင်တပါကနေထွတ်စေခြင်းပြီးအခြားတပါကနေဝင်းစေခြင်းလျန်တပါတေတာအောင်မြင်နိုင်မီဖြစ်သည်ကရှုံတွားသူသည်စွမ်းအားမဲ့သူခစ်တွားမီဖြစ်ပြီးစွမ်းအားမဲ့တော်အရာတီအရာအလုံးကမိခိုအားထားရသည်ဖယားတခင်မဖြစ်နိုင်ပါစေနစ်တီထိုအရှင်တီ၎င်းဤဖန်စင်ခန်ညေတူပေစိတ်တီဖြစ်လိုက်မီဖြစ်သည်အကယ်၍တူညီကေလျင်အကဲဒီဖန်စင်ခန်မြာကဲတူပင်မိခိုတူဖြစ်သွားမီဖြစ်ပြီးချစ်နိုင်တော်မီမဟုတ်ပါယခုတင်ကိုရဲ့တင်မဲကီပါလူတော်ကိုကွယ်နေကြသောပူရားများအားလုံးအနက်မိဒီပူရားသည်ဤယုတ်တကြသောစန်ချန်ဆန်ယွန်းများနှင့်ကိုက်ညီတနည်း၎င်းမှာကမ်မြတ်ကုရ်အာန်ကိုဆေလွတ်တော်မူသောပူရားသခင်ပင်ဖြစ်သည်အခန်းကြီးအတ္တမနာတွင်အလ္လာဟ်ရှင်မြတ်ကမင်းကြားတော်မူသည်အိုနဘေတမန်တော်ပြောကြပါလေထိုအလ္လာဟ်အရှင်မြတ်သည်တဆူတေဖြစ်တော်မူ၏အလ္လာဟ်အရှင်မြတ်သည်မိဘီအရာကိုများမိခိုနောင်ဖွေခြင်းကင်းရှင်းတော်မူ၍အရာခပ်သိမ်းတော်ကမိခိုအားထားရာအရှင်ဖြစ်တော်မူ၏ထိုအရှင်မြတ်သည်မိသူတဦးတယောက်ကိုများမွေးဖွားတော်မူခဲ့သည်မဟုတ်တလို့မိသူတဦးတယောက်၏မွေးဖွားခြင်းကိုလည်းခံရတော်မူသည်မဟုတ်ပေထို့ပြင်ထိုအရှင်မြတ်နှင့်ကွန်ရေတူတူဟူ၍လည်းမိသူတဦးတယောက်များမရှိပေတဆူတေတော်ဘယာမိဒီအရာကိုများမလိုအပ်အရာအလုံးကထိုအရှင်ကိုလိုအပ်သည်ထာဝရရှင်တန်တော်မူသောအရှင်သားသမီးမရှိမိပါမရှိသလိုခြေယာနတ်လုံးဝကွေပြားခြားနာသည်ယိုတေပေတာအရာဘယာသခင်ဖြစ်ရမည်ပုံစံအတိုင်းတိကျစွာဖော်ပြထားသည်ဤဒီမှာတိုက်ဆိုင်မှုမဟုတ်ပါဤဒီမှာကမ်မြတ်ကုရ်အာန်ဒီစက်တဝါကိုဖန်ဆင်းတော်မူသောအနန္တတန်ခိုရှင်အလ္လာဟ်ထံတော်မူကမ်စေကမ်မန်ဖြစ်ကြောင်းတတ်တတဲ့ပင်ဖြစ်သည်ဖိတ်ခေါ်ခြင်းထို့ကြောင့်တင်အားကောင်းကင်မြေကြီးနှင့်တိရှိသမျှအရာအလုံးကိုဖန်ဆင်းတော်မူသောစစ်မှန်သည့်ဖျားသခင်ကိုကိုးကွယ်ရန်အစ္စလာမ်တို့ကျွန်တော်တို့ဖိတ်ခေါ်အပ်ပါသည်အစ္စလာမ်ဘာသာတို့ဝိညာဉ်ခောက်ကနာအရာအလုံးကိုဖန်ဆင်းတော်မူသောစိတ်ဖြင့်ဒရဆိုရမမီမှာအလ္လာဟ်အရှင်မြတ်မှာတပါအခြားကိုးကွယ်ရာအရှင်မရှိကြောင်းကျွန်ုပ်သက်သေခံပါ၏ထို့ပြင်တမန်တော်မြတ်အလ္လာဟ်အရှင်မြတ်၏စေတမန်တော်ဖြစ်ကြောင်းကျွန်ုပ်သက်သေခံပါ၏အရှဟဒူအန်လာအီလာဟာအီလာအလ္လာဟ်ဝအရှဟဒူအန်နာမုဟမ္မဒန်ရာဆူလလာဟ်အကယ်၍ကျွန်ုပ်တို့မာယွင်ခဲ့လျင်တင်းဒီ3မိနစ်တာဆုံးရှုံးပါလိမ့်မည်သို့တော့အကယ်၍ကျွန်ုပ်တို့သာမှန်ကန်ခဲ့လျင်တင်းဒီလက်ယူရှုပစ်ထွက်သွားခြင်းအဖြစ်အဆုံးမရှိသောနောင်တမလွန်ဘဝတွင်အရာအလုံးကိုဆုံးရှုံးရပါလိမ့်မည်ထာဝရတုတ်ကပုံတို့ဝိညာဉ်ရန်တမ်ကာဒီကျဲလွင်စွာပွင့်ရက်ရှိနေပါသည်တင်းဝိညာဉ်မီလော